ခရမ်းညင်ဒီငတိတက်လုံးမယ်ခရမ်းညင်ဒီတစ်ထောင်မို့ငါ6ပေါ့နော်ဒါဒီငါ6က2000မို့ဒါကဒီမင်းလေးကကြော်စားမယ်ခကြီးစီလေးနဲ့ကြော်စားမယ်ဒါလေးက1000ဒါလည်း1000ဒါဆက်လက်ရွက်လေးနဲ့ကြော်စားမယ်ပြီးရင်မင်းနဲ့လေးအောက်မယ်ကဲတစ်ချက်တော့မယ်ရှင်ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ခရမ်းညင်ဒီငတိချက်လုံးမယ်မင်းကြော်မယ်ငါ6ကြော်မှာပေါ့နော်အခုအရင်ဆုံးငါ6ကြော်မယ်ဒါလေးကတော့မင်းလေးကိုဘိုးလိုမျိုးပေါ့နော်ဒီစီထားတယ်နော်မင်းလေးကိုလောက်ထားပြီးသားလေးတွေဒီစီထားတယ်မဆက်တော့စီကပါမယ်စကုတ်လေးစီကပါမယ်ဒီမင်းလေးရဒီဆက်ပါမယ်ဒီလေးချီစားရအောင်နော်ဒီရတာဆက်မယ်ချုံမုံနဲ့စတားလေးနဲ့ထည့်ရတယ်ခရီးစီထည့်တယ်လို့ရှင်ဝေးပါမယ်။ဘေဘီရဲ့အခုဆိုလို့ရှိရင်အရက်လေးတွေအကုန်လုံးကြက်ခံနေပြီဆိုလို့ရှိရင်ဖြူစီထည့်ပါမယ်။ကဲမင်းကြော်လေးပြီးသွားပါပြီ။